ကျော်မိုးထွန်းရဲ့တတိပြောင်မြောက်လာတဲ့ပြည်သူများဘက်ကမရက်တည်မှုအများပြည်သူကိုကိုစားပြုမှုဟာမြန်မာနိုင်ငံတမိုင်းတစ်လျှောက်စစ်အာဏာရှင်တွေအုပ်ဆိုးဖိနှိပ်ခဲ့တဲ့ကျွန်တော်တို့ဘဝတွေမှာပထမဆုံးအချိန်တန်အရာရှိကြီးတူပြည်သူဝန်ထမ်းအရာရှိကြီးတူဟာပြည်သူနဲ့အတူပြည်သူစန္ဒနဲ့အတူပူးပေါင်းပါဝင်လိုက်ခြင်းဖြစ်ပါတယ်တမိုင်းတွင်တဲ့လောက်ရတစ်ခုဖြစ်ပါတယ်ကျွန်တော်တို့အကျေးဇူးထူးတင်ပါတယ်ဦးကျော်မိုးထွန်းလိုပဲတခြားသောမြန်မာနိုင်ငံပြည်တွင်းမှာရှိကြတဲ့အရာရှိကြီးများပြည်သူဝန်ထမ်းအရာရှိကြီးများတပ်မတော်အရာရှိဗိုလ်ချုပ်ကြီးများနဲ့တကွပြည်ပမှာရှိကြတဲ့မြန်မာနိုင်ငံပြည်သူဝန်ထမ်းအရာရှိကြီးများအားလုံးကိုဦးကျော်မိုးထွန်းလိုပဲပြည်သူမြတ်တာကိုခိုးလုံးမှာပြည်သူနဲ့ပူးပေါင်းမှာစစ်အာဏာရှင်စနစ်ပြုတ်ကျရေးအတွက်ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြဖို့လည်းမြစ်တာရက်ခံလိုက်ပါတယ်ဦးကျော်မိုးထွန်းဟာသူတွေမကောက်သူ့မိသားစုသူ့သားသမီးများကိုပါကျွန်တော်တို့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံးကစောင့်ရှောက်ကာကွယ်သွားမှာဖြစ်ပါတယ်ခင်ဗျာပြည်သူမြတ်တာခိုးလုံးတာဘလောက်အေးမြလဲပြည်သူတွေဟာဘယ်လိုကျေးဇူးတင်ခံစားဝင်းမြောက်ခဲ့ရတယ်လဲဆိုတာပြောမပြတတ်လောက်အောင်ပါပဲဒါကြောင့်မင်းအွန်လိုင်းနဲ့အာနာယူတစုလက်တဆုပ်စားပါဗျာသူတို့အမိမြန်မာနိုင်ငံကိုဒုက္ခဆက်မပေးနိုင်အောင်ပြည်သူဝန်ထမ်းအရာရှိကြီးများလဲပူးပေါင်းကြပါပြည်သူဝန်ထမ်းတပ်မတော်ဗိုလ်ချုပ်ကြီးများအရာရှိကြီးများလဲပူးပေါင်းကြပါလို့ကျွန်တော်တို့နှိုးဆော်လိုပါတယ်ကျွန်တော်လွန်ခဲ့တဲ့တပတ်လောက်ကအမေရိကန်ပြည်ထောင်စုမှာရှိတဲ့အကြီးမားဆုံးလူမှုကွန်ရက်တစ်ခုဖြစ်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ပြည်သူ့ကွန်ရက်ကကျွန်တော်ရဲ့အကိုတော်တွေပေါ့ဗျာကျွန်တော်ကတော့အငယ်ဆုံးပါအဲ့ဒီ generation မှာအကိုတော်တွေနဲ့တကွတခြားကမ္ဘာအရပ်ရပ်မှာရောက်ရှိနေတဲ့မြန်မာနိုင်ငံသားမြန်မာအရေးတက်ကြွသူတွေနဲ့အစည်းအဝေးတစ်ခုလုပ်ပါတယ် online meeting မှာအဲ့ဒီမှာကျွန်တော်ဟာအကြံဉာဏ်ပေးနိုင်ခဲ့ပါတယ်ဝမ်းမြောက်ဝမ်းသာကျွန်တော်ယနေ့ပိတိဖြစ်ရပါတယ်ဘယ်လိုအကြံဉာဏ်လဲဆိုတော့ပြည်ပမှာရှိတဲ့မြန်မာတန်ယုံအသီးသီးကိုကျွန်တော်တို့ဟာတောင်းဆိုဆန္ဒပြညှိနှိုင်းရေးဖြစ်ပါတယ်ပြည်သူနဲ့ပူးပေါင်းကြဖို့ပါအခုဆိုရင်အမေရိကန်နိုင်ငံလော့စ်အိန်ဂျလိစ်မြို့မှာကိုကျော်ဝနဦးဆောင်တဲ့ကိုကျော်ဝနဆိုတာကြပြဆရာကြီးဦးတင်မိုးရဲ့တမက်ပါခင်ဗျာသူဟာပြည်သူ့ဂုဏ်ရည်ကိုဦးဆောင်ခဲ့တဲ့လူတစ်ယောက်လည်းဖြစ်ပါတယ်အခုလက်ရှိဥက္ကဋ္ဌကတော့ကိုထွန်းထွန်းအယ်ဘန်နီယာပါဆိုတော့ကျွန်တော်အခုဗီဒီယိုတော့ရှိုးအပြီးမှာကိုကျော်ဝနတို့လှုပ်ရှားတဲ့LA Los Angeles မြန်မာကောင်စစ်ဝင်ရုံးရှေ့မှာကောင်စစ်ဝင်2ယောက်ကိုတိုင်အမှုထမ်း2ယောက်ကိုခေါ်ယူတွေ့ဆုံပြီးတော့ပြည်သူများရဲ့စံထားကိုတင်ပြတောင်းဆိုမေးခွန်းထုတ်ခဲ့တာဖြစ်ပါတယ်ဒါကျွန်တော်တို့တွားမဲ့ပြည်ပရောက်မြန်မာအင်အားစုစစ်အာဏာရှင်ပြုတ်ကျရေးလိုလားတဲ့လှုပ်ရှားတဲ့မြန်မာအင်အားစုတွေရဲ့လှုပ်ရှားမှုတစ်ခုကြီးကြီးမားမားလှုပ်ရှားမှုတစ်ခုဖြစ်လာမှာပါကျွန်တော်တို့ကတိုင်ယုံနေရှိသွားမယ်တောင်းဆိုမယ်တိုင်ယုံနေဟာတကားပိတ်ထားတယ်ဆိုဟိုတလောကအင်္ဂလန် UK တာအမတ်ကြီးကအဲ့ဒီလိုလုပ်တယ်လို့ကျွန်တော်တို့ကြားပါတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့သက်ဆိုင်ရာရဲသက်ဆိုင်ရာနိုင်ငံရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနဥပမာ UK ဆို UK နိုင်ငံခြားရေးဝန်ကြီးဌာနကိုအကြောင်းကြားမယ်ဖုန်းဆက်မယ်မြန်မာပြည်သူလူထုတွေပြောကြစကားတွေရှိတယ်လှုပ်ကြအလုပ်တွေရှိတယ်တန်အမတ်တန်ယုံဝန်သားများထွက်လာပြီးမတွေ့ပါဘူးဆိုတာမျိုးတင်ပြမယ်ကျွန်တော်တို့တောင်းဆိုမယ်ရအောင်တွေ့ပြီးတော့စကားပြောတောင်းဆိုကြဖို့ဖြစ်ပါတယ်ဒီစီမံကိန်းကိုအခုဆိုရင်ကိုကျော်ဝနတို့ဥဆောင်ပြီးတော့LAမှာစလုပ်လိုက်ပါပြီဒီဗီဒီယိုလေးကိုကျော်ဝနတို့လှုပ်ဆောင်မှုကိုကျွန်တော်ရဲ့ talk show အပြီးမှာကျွန်တော်တခါတည်းတင်ဆက်ပေးမှာဖြစ်ပါတယ်ဒါကြောင့်ပြည်တွင်းပြည်ပစစ်အာဏာရှင်တော်လှန်တဲ့ကျွန်တော်တို့မြန်မာလူမျိုးတွေအားလုံးရဲ့တော်လှန်ရေးဟာမကြမီအောင်မြင်ရမှာပါပြည်တွင်းမှာအထိခိုက်အသိအဆုံးနဲပါအောင်ကျွန်တော်တို့ပြည်ပကလည်းအထူးစူးစမ်းနေပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်ပြည်တွင်းမှာလည်းမလျှော့သောဇွဲလုံးလားနဲ့စူးစမ်းကြပါပြည်ပအကူအညီဆိုတာပြည်တွင်းမှာအထိခိုက်တွေများမှာပဲသူတို့ဟာစတင်မှာပါကျွန်တော်တို့ကမ္ဘာသမိုင်းမှာကုလသမဂ္ဂတက်ပြီးပါတယ်ဆိုတာပြည်တွင်းပဏိပက္ခတွေမှာပြည်တွင်းမှာရှိကြတဲ့ပြည်သူတွေအထိခိုက်အတော်များမှာပဲဝင်လာလေရှိတယ်ဆိုတာလေအားလုံးသိရှိပြီးဖြစ်မယ်လို့ကျွန်တော်ထင်ပါတယ်
ဒါကြောင့်ကျွန်တော်တို့ပေးစားရမှာပါကျွန်တော်တို့မပေးစားလို့တော့ကျွန်တော်တို့ဘဝတွေဘာမှဖြစ်လာမှာမဟုတ်ပါဘူးတော်လန်ရေးကိုမလျှော့သောဇွဲလုံးလားနဲ့ကျွန်တော်တို့ဆက်လုပ်ရမှာပါအရေးကြီးကျွန်တော်မြန်မာနိုင်ငံနဲ့အနည်းဆုံးနေရာတစ်ခုအထိပြန်လာပါမယ်လို့မနေ့ကကျွန်တော် post တစ်ခုမှလည်းကျွန်တော်ကတိပေးထားပြီးဖြစ်ပါတယ်ဒါကြောင့်ကျွန်တော် online ပေါ်ကအပကြီးကပြောနေတဲ့တတိကြောင်နေစစ်အာဏာရှင်ရဲ့အလိုတော်ကြီးထောက်တိုင်တွေကိုလည်းကျွန်တော်ပြောလိုက်ပါတယ်လိုအပ်ရင်ကျွန်တော်မြန်မာနိုင်ငံနဲ့အနည်းဆုံးနေရာကိုပြန်လာခဲ့ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့ရဲ့စစ်အာဏာရှင်တော်လှန်ရေးပြည်သူအရေးတော်ပုံအောင်ကိုအောင်ရပါမယ်အောင်မြင်ရပါမယ်ကျေးဇူးတင်ပါတယ်အခုရောက်လာတဲ့ပုံကိုယ်တွေကဟုတ်ကဲ့ဦးတန်းစေဦးနဲ့ဦးအောင်ကျော်နိုင်ဖြစ်ပါတယ်သူတို့တွေကနိုင်ငံတော်သမ္မတကြီးဦးဝင်းမြင့်နဲ့နိုင်ငံသားရေးဝန်ကြီးဒေါ်အောင်ဆန်းစုကြည်တို့ခန့်အပ်ထားတဲ့မြန်မာနိုင်ငံဆိုင်ရာကောင်စစ်ဝန်ရုံးရဲ့တာဝန်ခံတွေဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဒီအလီမှာရှိတဲ့မိသားစုတွေရဲ့မြေတားရက်ခံတိုက်တွန်းတဲ့စာကိုသူတို့ကိုကျွန်တော်တို့ပေးမှာဖြစ်ပါတယ်အဲ့ဒီကျွန်တော်တို့ကမေးခွန်းတစ်ခုရှိပါတယ်ခင်ဗျာအခုဒီလက်ရှိကောင်စစ်ဝန်ရုံးမှာနိုင်ငံတော်သမ္မတကြီးဦးဝင်းမြင့်နဲ့ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ဓာတ်ပုံတွေထိတ်ထားတော့မှာလားခင်ဗျာကျေးဇူးတင်ပါတယ်ဒါကဒီကောင်စစ်ဝင်ရုံးရဲ့ရည်တည်ချက်လို့ကျွန်တော်တို့ယူဆပါတယ်ကျေးဇူးတင်ပါတယ်ဟောရှိပါတယ်မဟုတ်ဘူးနော်ကျွန်တော်မေးတဲ့ချိန်နဲ့မေးခွန်းကချိန်ထားတော့မလားဆိုတာပါခင်ဗျာကျွန်တော်မှတ်ချက်မပြုဘူးအဲ့ဒါလည်းအဖြေပါပဲကျေးဇူးတင်ပါတယ်အဲ့ဒါဒီကောင်စစ်ဝင်ရုံးရဲ့ရည်တည်ချက်လို့ကျွန်တော်တို့ယူဆပါတယ်ခင်ဗျာဒေါ်အောင်ဆန်းစုကြည်တို့နိုင်ငံတော်သမ္မတကြီးဦးဝင်းမြင့်ရဲ့ဓာတ်ပုံတွေကကောင်စစ်ဝင်ရုံးမှာချိန်ထားခဲ့တယ်ဆိုတော့ကောင်စစ်ဝင်ရုံးကိုရောက်ဖို့တဲ့သူတိုင်းသိပါတယ်အဲ့တော့ဒီဥစ္စာကချိန်ထားတယ်မချိန်ထားဘူးဆိုတော့ကျွန်တော်မေးခွန်းမှာရှိတယ်မရှိဘူးဆိုတော့ကျွန်တော်မေးခွန်းမဟုတ်ပါဘူးခင်ဗျာအဲ့တော့အခုအခြေအရရှိတယ်လို့ပဲပြောတာပါချိန်ထားတယ်မချိန်ထားဘူးဆိုတော့မေးခွန်းကိုခြေဖို့ငင်းဆန်တဲ့အတွက်ဒီဥစ္စာကမြန်မာကောင်စစ်ဝင်ရုံးရဲ့ရည်တည်ချက်လို့ကျွန်တော်တို့အလီမိသားစုတွေကယူဆပါတယ်ခင်ဗျာCDM CDM CDM CDM